ဒါဗုဒ္ဓဦးတသမီလေးတွေအတွက်ပေါ့နော်6လပိုင်းရဲ့ကံကြမ္မာအပြောင်းလဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်သွားပေးမှာဖြစ်ပါတယ်โอเคဆိုတော့6လပိုင်းထဲမှာတဲ့ဗုဒ္ဓဦးသမီးလေးတွေရဲ့ energy ကဘာဖြစ်လဲဆိုလို့ရှိရင် risk ယူရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်စွန့်စားရမယ့်ကိစ္စလေးတွေအရန်များတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေတခါကြလို့ရှိရင်လည်းကိုသွားမဲ့လမ်းလေးတွေပျောက်တတ်တာမျိုးလေးတွေရှိတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေကတော့မြင်တယ်အဲ့တော့ပြောချင်တာကလေ6လပိုင်းထဲမှာကိုအရန်မစင်စားဘဲနဲ့လှုပ်လိုက်တဲ့အရာမျိုးလေးတွေကအောင်မြင်သွားတတ်တယ် result ထွက်တတ်တယ်ဆိုတဲ့ပုံစံမျိုးတခါကြလို့ရှိရင်လည်းကိုလျှောက်လန်းနေတဲ့လမ်းလေးတွေကရှေ့ဆက်လျှောက်လို့မရဘဲနဲ့ပိတ်မိနေတတ်တယ်လမ်းပြောက်သွားတတ်တယ်အဲ့လိုနမိတ်လေးတွေကိုကျွန်တော်ပို့ပြီးတော့မှမြင်ပါတယ်တဖူးနမိတ်ကဘာကိုပြနေရလဲဆိုလို့ရှိရင်တဲ့အဲ့တော့ကိုတီမစင်စားမစင်ခြင်းပဲနဲ့ရှောက်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်အန်နယ်စုံတရားလေးတွေရှိတတ်တယ်တဲ့အဲ့ဒါကြောင့်ပြောချင်တာကကံကိုယုံပြီးတော့မှတော့စူးလို့မလေးနဲ့ပေါ့နော်ကိုစွန့်စားပြီးတော့မှလုပ်တဲ့အရာလေးတွေကအောင်မြင်နိုင်ခြေရှိပေမဲ့မစင်မကျင်လုပ်လိုက်တဲ့အရာလေးတွေကကြာရှုံးတတ်ပါတယ်မစင်မကျင်လုပ်လိုက်တဲ့အရာလေးတွေကြောင့်မလို့ကိုဆက်သွားရမယ့်လမ်းကြောင်းလေးတွေပိတ်ဆို့တတ်ပါတယ်တဲ့ဒါကိုဂရုစိုက်ဖို့လိုရလို့လာပြီးတော့မှပြထားတယ်အခြေအနေနဲ့ပတ်သက်လာလို့ရှင်အကောင်းမဲ့သဘောထဲမှာရှိတဲ့ X တွေပြန်လာတတ်တယ်လက်ရှိအဆင်ပြေနေတဲ့ relationship တွေဆိုလို့ရှင်လည်းပို့ပြီးတော့မှအကောင်းလာတတ်တယ်marriage life ကိုသွားဖို့ရန်အတွက်စီစဉ်တာမျိုးတွေနှစ်ယောက်သား deep connection ဖြစ်လာတဲ့ပုံစံမျိုးလေးတွေနှစ်ဖက်မိဘစကားပြောဖို့ယူဖို့ထိတိုင်ပင်ကြတဲ့ပုံစံမျိုးလေးတွေအနာဂတ်အတွက်ပုံဖော်ဆွေးနွေးကြတဲ့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်အဆက်အသွယ်ပြတ်နေတဲ့သူတွေပြန်ရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးအဆင်မပြေဖြစ်နေတဲ့ energy မျိုးတွေမှာပြန်ဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးအဆင်ပြေတဲ့သူတွေပို့ပြီးတော့မှ marriage life ကိုတွားနိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေကို hot cut ထဲမှာကျွန်တော်ပို့ပြီးတော့မှမြင်နေရပါတယ်ဆိုတော့စင်ငယ်သမားကြီးလည်းပဲချစ်သူကြီးစားရကန်က6လပိုင်းထဲမှာရှိနေပါတယ်အလောက်ကင်နဲ့ပတ်သက်လာလို့ရှိရင်တော့စီးပွားရေးကံအရန်ကောင်းတဲ့ထဲမှာပါပါတယ်စီးပွားရေးလေးပို့ပြီးတော့မှအခြေတည်လာမယ်ပို့ပြီးတော့မှ stable ဖြစ်လာမယ်ရုံးခံရတဲ့ကာလတွေကနေပြီးတော့မှကင်းလွတ်မယ်ငွေလုပ်ငန်းကနေပြီးတော့မှငွေပေါ်မယ်ငွေဝင်မယ်ငွေမြင်ရမယ်ဆိုတဲ့ပုံစံမျိုးတွေပြတယ်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ကိုဒီဝန်ထမ်းဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့အလုပ်မှာပို့ပြီးတော့မှနေရာမြဲလာမယ်ပို့ပြီးတော့မှအဆင်ပြေလာမယ်pressure တန်းတွေကိုကောင်းခံနိုင်လာမယ်အလုပ်မှာပို့ပြီးတော့မှလည်းပဲကိုကလေadapt ပေါ့နော်လာရောညီတွေဖြစ်လာမယ်အလုပ်မှာပို့ပြီးတော့မှပျော်ရွှင်လာမယ်ဗာလဲဆိုလို့ရှိရင်ကိုကနေရာတစ်ခုရလာမယ်တန်မိုးထားခံရလိမ့်မယ်အဲ့လိုပုံစံမျိုးလေးတွေကိုကျွန်တော်ပို့ပြီးတော့မှမြင်ရတယ်ငွေကန်ကြေးကန်လည်းအရန်ကောင်းပါတယ်အပေါ်မှာပြောသလိုပဲအဲ့တော့ငွေကန်ကြေးကန်လိုက်နေတာဖြစ်တဲ့အတွက်ကိုစွန်စားလိုက်တဲ့အရာလေးတွေကငွေရတတ်ပါတယ်ငွေပေါ်မဲ့ကန်တွေကလည်းမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုလုပ်မယ်ဆိုလို့ရှိရင်အရင်မစင်စားမစင်ချင်မဲနဲ့တော့မလုပ်နဲ့ပေါ့နော်risk ယူစရာရှိလို့ရှိရင်တော့ risk ယူပြီးတော့မှလုပ်ကြည့်ပါအောင်မြင်ဖို့ chance ပိုပြီးများတယ်ငွေကန်ကြေးကန်လည်းအရင်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးမမြင်အပ်ပုံကိုယ်တွေရဲ့အဆောင်ရှောက်ကနေရှိနေဆိုတဲ့ပုံစံမျိုးတွေကိုပို့ပြီးတော့မှတော့မြင်တယ်ဒါပေမဲ့ harmix ဆိုတော့မိတ်ကောင်းဆွေကောင်းကန်နေတတ်ပါတယ်ကိုညီပေးမဲ့သူနေတတ်ပါတယ်ကိုပြဿနာရှိလာမယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်ပဲဖြေရှင်းရတာမျိုးကိုယ်တိုင်ပဲစူးစမ်းပြီးတော့မှပေါ့နော်ဗာလဲဆိုလို့ရှိရင်စူးစမ်းပြီးတော့မှရှောက်လန်းရတဲ့ပုံစံမျိုးလေးကိုကျွန်တော်ပို့ပြီးတော့မှမြင်တယ်6လပိုင်းထဲမှာတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေနဲ့ကိုကတိတ်ပြီးတော့မှအချိန်မပြုံးမိဘူးတငယ်ချင်းရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကိုကညင်းပန်တာမျိုးတို့တယောက်တည်းပဲနေဖို့အတွက်ပို့ပြီးတော့မှစိတ်အားထက်သန်နေတာမျိုးလေးတွေရှိတတ်တယ်ဆိုတော့6လပိုင်းထဲမှာကိုတီကိုချစ်ခင်ရတဲ့ကိုမဖြစ်မနေပေါင်းတင်ရမယ့်သူတွေကလွဲလို့ချစ်ချင်းမြတ်တာအသစ်တွေ relationship တွေကောင်းမှုအောင်စူးစမ်းခြင်းတဲ့စိတ်တွေအားနေတတ်တယ်ဆိုတဲ့ပုံစံမျိုးကိုတော့မြင်ရပါတယ်အဲ့တော့ဗုဒ္ဓဦးသားသမီးတွေအတွက်ပေါ့နော်မမြင်ရတဲ့အဆောင်ရှောက်တွေရဲ့ message ကပါလိမ့်မယ်ဖြစ်နေပေါ့ okay 6 of pentacle ပေါ့နော်ဆိုတဲ့ခါကျတော့လာပြတဲ့ energy ကတော့ကောင်းပါတယ်ကောင်းတယ်ဆိုတဲ့ energy ထဲမှာတော့ဒါကိုတီးတဲ့ကိုလုံးဆရာရှိတဲ့အရာကိုတစ်ချက်လောက်စောင့်ကြည့်ပြီးတော့မှတခြားလေးပြုစုပြောထောင်ပြီးလုပ်သွားမယ်ဆိုလို့ရှင်တော့အောင်မြင်နိုင်နေဆိုတဲ့ပုံစံမျိုးကိုတော့ပို့ပြီးတော့မှပြတာပေါ့လေနော်ဆိုတော့အဲ့တော့ဒီ risk ယူတာကောင်းတယ်ဒါပေမဲ့ရေရှည်အတွက်ပေါ့နော်စဉ်းစားပြီးတော့မှလုပ်ပါဆိုတဲ့ပုံစံမျိုးအဲ့တော့ risk ယူပြီးလုပ်ရမယ့်အရာလေးတွေကိုတဲ့ရေတိုးတက်ပဲမစဉ်းစားပါနဲ့ရေရှည်စဉ်းစားပြီးတော့မှတခြားလေးပေါ့နော်မျိုးစေ့ချတခြားလေးပြုစုပြောထောင်ပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်တော့ကိုလုပ်တဲ့အရာလေးတွေကအဓိကပြောရမယ်ဆိုရင်ကွာရေရှည်အတွက်ကိုစဉ်းစားပြီးတော့မှလုပ်ဒါဆိုလို့ရှိရင်တော့အများကြီးအကျိုးရှိလိမ့်မယ်အကျိုးထူးလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုပို့ပြထားလို့ပါဒါကတော့ဗုဒ္ဓဦးတသမီးတွေအတွက် reading မှာ